ဒါဟာမူလာရဲ့ဘောလုံး IQ မြင့်မားမှုလားဒါမှမဟုတ်ပြစ်ဒဏ်ဘောပဲလားရီဘာရီကရှွမ်စတိုင်ကစီဘောလုံးပေးလိုက်တယ်သူကဂိုးကန်တယ်လို့ဟန်ဆောင်ပြီးရောဘင်စီတန်တန်မတ်မတ်ထိုးပေးလိုက်ပါတယ်ရောဘင်ဘာလို့မလဲဆိုတာလူတိုင်းသိကြပါတယ်အထဲကိုဆွဲဝင်ပြီးဘဲချီနဲ့ကန်ပါလိဒါကရောဘင်ရဲ့အကွက်ပဲဒါပေမဲ့ဒါလေးကိုကြည့်လိုက်ပါဦးမူလာကကြိုတိနေခဲ့ပါတယ်ရောဘင်ကအထဲကိုဆွဲမဝင်ပဲညာဘက်ကိုထွက်သွားတာပါဒါကြောင့်မူလာကအယ်ဘာပြန်လိုက်မဲ့လမ်းကြောင်းပေါ်ကိုအကွက်ကြကြပိတ်ရက်လိုက်ပါတယ်အယ်ဘာကမူလာကိုဝင်တိုက်မိသွားတာပါဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးမူလာရဲ့ဘောလုံး IQ ပါနတ်မှုပါရောဘင်ကတော့ဂိုးသမားနဲ့တဦးချင်းတွေ့ဖို့လမ်းကြောင်းအလွတ်ကြီးရသွားပြီးအမှားအယွင်းမရှိအဆုံးသတ်သွားခဲ့ပါတယ်